လူတွေရဲ့အကြောင်းကိုပိုသိလာလေလေတယောက်တည်းနေချင်လာလေလေပါပဲအရွယ်လေးနည်းနည်းရလာတဲ့အခါလောကဒဏ်ကိုအတိုင်းအတာတစ်ခုအထိကြုံဖူးသွားတဲ့အခါမှာကျွန်တော်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့အသည့်တစ်ခုရှိပါတယ်အဲ့ဒါတော့လူတွေရဲ့အကြောင်းကိုပိုသိလာလေလေတယောက်တည်းပဲနေချင်လာလေလေဆိုတဲ့ခံစားချက်ပါပဲဒီစကားကလောကကြီးကိုမုန်းတီးသွားလို့ဒါမှမဟုတ်ရင်လူတွေနဲ့အဆင်မပြေလို့ထွက်ပြေးချင်တဲ့စကားမျိုးလည်းမဟုတ်ပါဘူးဒါကခါးသီးတဲ့သင်ခန်းစာတွေထဲကနေတစ်ဆင့်ရင့်ကျက်လာတဲ့ကျွန်တော်ရဲ့စိတ်အခြေအနေမှာအလိုအလျောက်ပေါ်ထွက်လာတဲ့ကာကွယ်မှုရန်တရားတစ်ခုပဲဖြစ်ပါတယ်လူငယ်ဘဝတုန်းကတော့ကျွန်တော်ကလူအများကြီးဝိုင်းရံနေတာကိုသဘောကျတယ်မိတ်ဆွေတွေတငယ်ချင်းတွေများလေလေကိုဘဝကအောင်မြင်လေလေလို့ထင်ခဲ့ကြပါတယ်အဲ့လိုအတိအမှတ်ပြုခံရဖို့အတွက်ကိုယ့်ရဲ့အချိန်တွေငွေကြေးတွေနဲ့စိတ်ခံစားမှုတွေကိုအကန့်အသတ်မရှိပေးဆက်ခဲ့ကြပါတယ်လူတယောက်ကိုယုံမိပြီဆိုရင်ရင်ဘတ်ထက်နှလုံးသားထက်ထုတ်ပြရမတတ်ယုံကြည်ခဲ့ကြတာပါဒါပေမဲ့အချိန်တွေကြာလာတဲ့အခါဥပမာတစ်ခုကိုကျွန်တော်မျက်ဝန်းထင်ထင်မြင်တွေ့လာရတယ်ကိုကသူတို့တဲ့အရာရာကိုအနစ်နာခံကူညီပေးခဲ့ပေမဲ့တကယ်တမ်းကိုဒုက္ခရောက်တဲ့အခါမှာပြန်လှည့်ကြည့်လိုက်တော့ကိုဘေးမှာဘယ်သူမှရှိမနေတဲ့အခိုက်အတန့်မျိုးပေါ့ရှေ့မှာပြုံးပြုံးရွှင်ရွှင်နဲ့စကားတွေပြောနေကြပေမဲ့ကွယ်ရမှာကို့အကြောင်းကိုမကောင်းပြောဖို့ဝင်မလေးတဲ့အတူအယောင်မျက်နှာဖုံးတွေကိုကျွန်တော်တစတစပို့ပြီးမြင်လာပါတယ်ဆက်ဆံရေးတိုင်းမှာအပေးယူတွေပါလာပါတယ်ငါ့အတွက်ဘာကျိုးရှိမလဲဆိုတော့မိကုန်းကလူတွေရဲ့ရင်ဘတ်ထဲမှာကြီးစိုးနေတာကိုလည်းမြင်လာရတဲ့အခါမှာကျွန်တော်ရဲ့စိတ်တွေဟာတဖြည်းဖြည်းနဲ့ပင်ပန်းလာပါတော့တယ်စိတ်ပညာရှုထောင့်အနေပြောရရင်လူမှုဆက်ဆံရေးဆိုတာစွမ်းအင်အများကြီးသုံးရတဲ့ကိစ္စပါအတူအယောင်တွေဒရမာတွေတကူကောင်းဆံမှုတွေနဲ့ပြည့်နေတဲ့ဆက်ဆံရေးတွေမှာစိတ်အင်အားတွေကအလဟတကုံဆုံးရဖန်များလာတဲ့အခါကျွန်တော်ရဲ့အုံနောက်ကဆူညံမှုတွေကိုရှောင်ကွင်းပြီးငြိမ်းချမ်းမှုစီကိုပဲအလိုလျောက်ဥတည်သွားပါတော့တယ်အဲ့ဒီခါမှာအပြင်းပန်းဆက်ဆံရေးတွေထက်ကိုယ်သွင်းငြိမ်းချမ်းရေးကိုပဲပူပြီးတော့မှတန်ဖိုးထားလာကြပါတယ်ဒါကြောင့်ကျွန်တော်ကတယောက်တည်းနေရတာကိုပူပြီးတော့မှသဘောကျလာကြတာပါဒါကအထီးကျန်တာမဟုတ်ဘူးကိုပြန်လဲရှာဖွေတွေ့ရှိတဲ့တိတ်ဆိတ်ငြိမ်းချမ်းခြင်းပါလူတွေနဲ့ရောနှောပြီးအတင်းအကျပ်ပြုံးပြနေရမယ့်အစားတယောက်တည်းကော်ဖီလေးတစ်ခွက်တောက်ရင်စာအုပ်လေးဖတ်ရတဲ့အချိန်တွေကိုယ်ဝါဒနာကိုအေးအေးဆေးဆေးအကောင့်ထဲဖော်ရတဲ့အချိန်တွေကဘလောက်ထိတန်ဖိုးရှိလဲဆိုတာကျွန်တော်တို့နားလည်လာရပါတယ်ဘသူကမှမျက်နှာချိုသွေးဆရာမလိုဘူးဘသူရဲ့ထင်မြင်ချက်ကိုမှလည်းဂရုစိုက်ဆရာမလိုဘူးလူတွေကိုပိုတိလာတဲ့အခါမှာသူတို့ရဲ့လိုအင်ဆန္ဒတွေလှည့်ကွက်တွေကိုပိုနားလည်သွားပြီးအဲ့ဒီကစားကွင်းထဲမှာဆက်မကစားချင်တော့တာပါပဲတကယ်တော့လူတွေကိုပိုတိလာလေလေတယောက်တည်းနေချင်လာလေလေဆိုတာကကျွန်တော်တို့ဟာဘဝရဲ့အနှစ်သာရကိုသိမြင်သွားခြင်းပါပဲအတူအယောင်တွေနဲ့ပြည့်နေတဲ့လူအုပ်ကြီးထဲမှာရှင်သန်ရတာထက်သစ္စာရှိတဲ့ကိုနဲ့ပဲတိတ်ဆိတ်စွာနေထိုင်ခြင်းကဘဝကိုအများကြီးပို့ပြီးတော့မှငြိမ်းချမ်းစေတယ်ဆိုတာနာကျင်မှုတွေကြားထဲကနေကျွန်တော်တို့ရင့်ကျက်စွာသဘောပေါက်သွားကြလို့ပါ